ဒီဇလန်လေးကတော့အသက်88နှစ်အရွယ် Hermy ဆိုတဲ့ကောင်လေးတယောက်အကြောင်းနဲ့စတင်ထားပါတယ်။သူဟာသူ့ရဲ့တင်ငယ်ချင်းနှစ်ယောက်ချစ်တဲ့ Benji နဲ့ Ozzy တို့နဲ့အတူနွေရာသီအားလပ်ရက်ကုံဆုံးဖို့ကျွန်းလေးတစ်ခုကိုရောက်လာခဲ့တာပါ။သူတို့၃ယောက်ကျွန်းပေါ်မှာရှောက်လေရင်းနဲ့စစ်သားတယောက်နဲ့သူ့ဇနီးတို့နေထိုင်တဲ့အိမ်လေးတစ်လုံးကိုတတိထားမိသွားကြပါတယ်။အဲ့ဒီအချိန်ကစပြီး Hermy ရဲ့တစ်ဖက်သက်တစ်ချစ်ဇလန်လေးစတင်ခဲ့တာပါပဲ။ Hermy ဟာအဲ့ဒီစစ်သားရဲ့ဇနီး Dorothy ကိုမြင်းချင်းချစ်မိသွားခဲ့ပါတယ်။တခြားတင်ငယ်ချင်းတွေကသူတို့နဲ့ရွယ်တူမိန်းကလေးတွေကိုလိုက်ပိုးပန်းနေချိန်မှာ Hermy ကတော့ Dorothy အကြောင်းကိုပဲတစိမ့်စိမ့်တွေးနေခဲ့တာပါ။တနေ့မှာတော့ Hermy ဟာ Dorothy နဲ့သူ့ခင်မွန်းတို့ကိုအတူတူတွေ့လိုက်တာပါလေ။ Dorothy ရဲ့ခင်မွန်းကစစ်မြေပြင်ကိုထပ်ခွာတော့မှဖြစ်လို့ Dorothy ကလိုက်လံနှုတ်ဆက်နေတာပါ။ဒါကိုကြည့်ပြီး Hermy ဟာသူမအပေါ်ပို့ပြီးတော့တောင်ဆွဲလန်းသွားခဲ့ပါလေ။နောက်တစ်နေ့မှာတော့ Dorothy တယောက်ဈေးကအပြန်ပစ္စည်းတွေအများကြီးနဲ့မနိုင်မနှင်းဖြစ်နေတာကို Hermy တွေ့သွားပြီးချစ်ချင်းပဲကူညီဖို့ကန့်လန့်ခဲ့ပါတယ်။ Dorothy ကလည်းသူ့ရဲ့အိတ်တွေကို Hermy လက်ထဲအကုန်ထည့်ပေးလိုက်တာပေါ့။သူတို့နှစ်ယောက်အတူတူလမ်းလျှောက်ရင်းစကားတွေအကြာကြီးပြောဖြစ်ခဲ့ကြပြီးအဲ့ဒီအချိန်ကြာမှပဲ Hermy တယောက်သူမနာမည်ဟာ Dorothy ဆိုတာကိုစတင်သိရှိခဲ့ရတာပါ။လျှို့ဝှက်ချက်နဲ့အမှတ်တရများ Hermy ဟာ Dorothy ကိုကူညီနေတာတွေကိုသူ့တငယ်ချင်းတွေမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့တရက်မှာတော့ Benji နဲ့ Ozzy တို့ကမိသွားပါတယ်။ဒါကြောင့် Hermy လည်းမျက်နှာကိုအုပ်ပြီးအမြန်ပြေးခဲ့ရပေမဲ့ Dorothy ရဲ့ပစ္စည်းတွေကိုတော့အိမ်အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။အိတ်တွေကလေးလုံးလို့ Hermy ရဲ့လက်တွေတောင်ညောင်းညနေတာကို Dorothy ကသတိထားမိသွားပြီးကျေးဇူးတင်တဲ့အနေနဲ့ coffee တစ်ခွက်ဖြော်တိုက်ခဲ့ပါတယ်။အဲ့ဒီမှာ Hermy ကလူကြီးလူကောင်းပုံစံဖမ်းချင်တာကြောင့်သူက coffee ကိုနိုးညက်တကြားမပါပဲတောက်တတ်တာပါလို့ကြွားလိုက်ပါသည်နဲ့။တနေ့မှာတော့ Benji နဲ့ Ozzy တို့ကသူတို့ရီးစားတွေနဲ့ရုပ်ရှင်ကြည့်ဖို့ထွက်သွားကြလို့ Hermy တယောက်ထဲကျန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Dorothy နဲ့မထင်မှတ်ပဲထပ်ဆုံခဲ့ပြီး Dorothy ကသူ့ကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်တဲ့အခါ Hermy တယောက်ပျော်လို့ရင်တွေတောင်ခုန်သွားခဲ့ရပါတယ်။ဒါပေမဲ့အိမ်ထဲရောက်တဲ့အခါမှာတော့ Dorothy ကသူ့ကိုအိမ်သက်ရှင်ရေးဝိုင်းလောက်ခိုင်းပါတော့တယ်။ Hermy တယောက်အိမ်သက်ရှင်ရေးလုပ်ရင်းနဲ့ Dorothy ရဲ့အလှအပတွေကိုခိုးကြည့်ပြီးငေးမောနေခဲ့ပါတယ်။အလုပ်တွေအကောင်ပြီးသွားတဲ့အခါမှာတော့ Hermy ဟာနောက်ဆုံးမှာတတိမွေးပြီး Dorothy ကိုသူနှစ်သက်နေတဲ့အကြောင်းဖွင့်ပြောလိုက်ပါတော့တယ်။ဒါကိုကြားတဲ့အခါ Dorothy ကသူ့ကိုကျေးဇူးတင်တဲ့အနေနဲ့နှစ်ဖူးလေးကိုမျက်မျက်နိုးနိုးနှမ်းလိုက်ပါတယ်။